မဖဲဝါသည်ထိုမဟာဤစပယ်များကိုဖြည်းဖြည်းချင်းတတ်တင်လိုက်သည်ထိုအခါဥပသည်သူမ၏မျက်နှာကိုမြင်လိုက်ရသည်သူမ၏မျက်လုံးနေရာတွင်မျက်လုံးမရှိတော့ပဲအနက်ရောင်လစ်ဟားနေတော့အပေါက်ကြီးနှစ်ခုသာကြန့်ရှိနေသည်မျက်နှာတစ်ခုလုံးမှာပုတ်ပွဲနေသောအသားစအများဖြင့်ပြည့်နှံ့နေသည်မဖဲဝါသည်အိမ်ရှိမြေကြီးပေါ်တွင်အနီရောင်သွေးဆက်များဖြင့်ထူဆန်းသောအမှတ်အပါတစ်ခုကိုရေးဆွဲလိုက်သည်ထို့နောက်သူမသည်အခေါင်းကိုပြန်လဲပခုံးထမ်းလိုက်သည်နောက်တစ်ယောက်ဟုအရှက်ရှားကတံဖြင့်ရေရွတ်ရင်းသူတန်းဘတ်သူတဖြည်းဖြည်းလျှောက်သွားသည်အမှောင်ထဲတွင်ပျောက်ကွယ်သွားခဲ့သည်ဥပါသည်မနက်မိုးလင်းသည့်အထိမျက်စိမမှိတ်ရဲ့ပဲဖျားစာများကိုသာတွတ်ရွတ်ဆိုနေခဲ့သည်သို့သောသူ၏ရင်ထဲတွင်မကောင်းသောခံစားချက်ကြီးကဆက်လက်ကြီးဆိုးနေစေပင်ဖြစ်သည်ဟေရောင်ကြီးလင်းလေလာချိန်တွင်ဥပါသည်အင်းရှိတို့ထွက်ကြည့်လိုက်သည်ထိုအခါမဖဲဝါချထားခဲ့သောအခေါင်းရာကြီးကိုရေကြီးပေါ်တွင်ထင်းထင်းရှားရှာ